ရန်ဖုံးဆရာကြီးလားရှင်ကျမကဟန်ရွက်ကော်ရဲ့ဥက္ကဋ္ဌလက်ထောက်တူနာပါရွမ်တန်းနှစ်တန်းတန်ကုန်ပစ္စည်းတွေပျက်စီးသွားတာဟာခမည်းတယောက်တည်းရဲ့တာဝန်လို့ရှင်းဝန်ပို့ဆောင်ရေးဘက်ကပြောနေတယ်ဟုတ်ပါသလားကျွန်တော်နှခမ်းတောက်မှာအထင်သေးတဲ့လှောင်ပြုံးတစ်ခုပေါ်လာတယ်ကျွန်တော်လက်ထဲမှာရှင်းဝန်ပို့ဆောင်ရေးလုပ်ငန်းကြီးတစ်ခုလုံးဘဝပြတ်သွားစေမဲ့တက်တွေရှိနေတယ်လို့ပြောရင်ကောခမည်းယုံမလားတန်းနှစ်တန်းတန်ဆုံးရှုံးမှုကဟန်ရွက်ကော်အတွက်စာဖွဲလောက်เสียမရှိပေမဲ့ကျမမှာခမည်းနဲ့အမှားမှန်အငင်းပွားနေဖို့အချိန်မရှိဘူးတောင်ကုန်းစိတ်ကမ်းမှာရွမ်တန်း30ကျော်တန်နဲ့ထိတ်တန်းသွင်းကုန်ပင်လယ်စာအရှင်တွေရှိနေတယ်မုံတိုင်းကအချိန်စောပြီးဝင်လာလို့စိတ်ကမ်းကမကြခင်မီးဖြတ်တော့မယ်ဒီကုံတွေသာစိတ်ကမ်းမှာတေးကုံရင်ဟန်ရွက်ကော်ရဲ့မနှက်ဖြန်10နှစ်ပြည့်ဂုံပြူညစာစားပွဲကြီးလုံးဝပျက်စီးသွားလိမ့်မယ်တပြည်နယ်လုံးကအေးကန်ဒရိုင်ဘာတွေရဲ့နောက်ကျောင်းကိုကျမစုံစမ်းကြည့်ပြီးပြီရှင်းဝန်ပို့ဆောင်ရေးရဲ့တထေးကြောက်တွေဘာကမနက်ကတင်လုပ်ငန်း group ထဲမှာခမည်းကိုလုပ်ငန်းခွင်နှင်ထုတ်မိတ်ထုတ်ထားတယ်စီကံဖောက်ဖြတ်ပြီးကျင့်ဝတ်ပြပြရဲဆိုပြီးတော့ပေါ့ဒါပေမဲ့ကျမကတခုတည်းကိုပဲကြည်တယ်ခမည်းကအထူးပင်လယ်စာအရှင်တည်ယူပို့ဆောင်ရေးကို10နှစ်ကြာလုပ်ခဲ့ပြီးကုန်စီရှင်တန်နှုန်းကတပြည်နယ်လုံးမှာနံပါတ်1ပဲအခုကျမခမည်းကိုတောင်ကုန်းစိတ်ကမ်းကိုလာပြီးကဲတင်ပေးဖို့တောင်းဆိုခြင်းနဲ့တိုင်ဖုန်းမုန်တိုင်းကိုအန်တူဘီတန်းဆက်ချီတန်နဲ့အသက်ရှိပင်လယ်စာတွေကိုတည်ဖို့ဆိုတာအသက်နဲ့ရင်းရတဲ့အလုပ်ပြရှင်းဝန်ပို့ဆောင်ရေးကပုံချတဲ့အပြစ်မဲကြီးကိုတော့ကျွန်တော်အလကားနေရင်ကောင်းခံမှာမဟုတ်ဘူးဒီကုံတွေကိုဟန်ရွက်ကော်စီအသက်ရှင်လျက်အရောက်ပို့ပေးနိုင်ရင်ခမည်းရဲ့ကားခါကိုပုံမှန်နှုံးထားရဲ့ငါးစာပေးမယ်ရှင်းဝန်ပို့ဆောင်ရေးအတွက်ကတော့သူတို့ဘယ်လိုမျိုးခေါင်းပုံဖြက်အမျက်ထုတ်ခဲ့လဲဆိုတာအရင်တင်မကဘူးအမျက်ပါပြန်အထုတ်စေရမယ်ကျမကိုယ်တိုင်သူတို့ကိုဒီလုပ်ငန်းလောကတွေကနေမောင်းထုတ်ပြမယ်ခမည်းကိုမိနစ်40အချိန်ပေးမယ်တောင်ကုန်းစိတ်ကမ်းမှာတွေ့ကြစို့မိနစ်ပိုင်းကြာမှကျွန်တော်တက္ကစီစီးပြီးတောင်ကုန်းစိတ်ကမ်းစီတန်းမောင်းခဲ့တယ်မိုးကတဲတဲမဲမဲရွာနေပြီးစိတ်ကမ်းလန့်တစ်ခုလုံးရေကြီးနေပြီးကျွန်တော်ကားပေါ်ကဆင်းလိုက်တာနဲ့အရှိကကုန်တင်ကွင်းမှာရှင်းဝန်ပို့ဆောင်ရေးရဲ့အေးခန်းကားတွေတန်းစီရက်နေတာတွေ့ရတယ်ကြောက်ချံကအဝါရောင်မိုးကအင်ဂျီဝစ်ပြီးဝန်ထမ်းတွေကိုအော်ဟစ်ငေါင်းငေါင်းနေတယ်သူလှည့်ကြည့်လိုက်တော့ချက်ချင်းပဲရေဆူရွှဲနေတဲ့ကျွန်တော်ကိုမြင်သွားတယ်ရန်ဖုံမင်းဒီကိုတောင်းစားဖို့လာတာလားတပြည်နယ်လုံးကအေးခန်းအင်နာတာတွေထဲမှာငါတတိပေးစာထုတ်ထားပြီးပြီမင်းကအခုလုပ်ငန်းခွင်ထဲကခွေးသေးတကောင်ပဲဒီနေရာကမင်းလာရမယ့်နေရာလားကျွန်တော်သူ့ကိုအေးဆက်ဆက်ကြည့်လိုက်တယ်ဒီစိတ်ကမ်းကမင်းတို့အိမ်ကပိုင်တာမို့လို့လားဘာလာပြီးမာနာကြီးပြနေတာလဲမင်းဒီမှာအလုပ်ကျွင်းကြံလေးတွေရမလားလို့လာကန်ဆန်းတာငါသိတယ်ငါပြောပြမယ်ဒီနေရာတစ်ခုလုံးကိုရှင်းဝန်ပို့ဆောင်ရေးကအပိုင်းချုပ်ထားပြီးသားငါကြောက်ချံဒီမှာရှိနေတဲ့ရွေမင်းအမြုပ်တစ်တာတစ်လုံးတောင်ထိခွင့်ရမှာမဟုတ်ဘူးအမြန်လစ်တော့ဒီမှာလာပြီးလူရှုံမနေနဲ့စကားတော်မဆုံးသေးဘူးအမဲရောင်မာစီတီဂရန်ကားကြီးတစ်စီးမောင်းဝင်လာတယ်ကားတကားပွင့်လာပြီးတူးနာကအမဲရောင်မိုးကအင်ဂျီအရှိကိုဝစ်ပြီးဆင်းလာခဲ့တယ်အတွင်းရင်မှုတူးနာဒီလိုမုံတိုင်းထဲကိုကိုရိုင်းအောင်လာခဲ့တာလားရှင်စိတ်ချပါခင်ဗျားတို့ရဲ့တန်း30တန်းထိတ်တန်းကုန်တွေကိုကျွန်တော်တို့ရှင်းဝန်ကားဖွဲ့ကအာမခံတူးနာကကြောက်ချံကိုတစ်ချက်တောင်လှည့်မကြည့်ပဲကျွန်တော်ရှိကိုတန်းလျှောက်လာတယ်မင်္ဂလာပါရန်ဖုံးဆရာကြီးကျမတူးနာပါကျွန်တော်လက်ကမ်းပြီးတူးနဲ့နှုတ်ဆက်လိုက်တယ်ကုန်တွေဘယ်မှာလဲအခြေအနေဘယ်လိုရှိလဲကြောက်ချံကဘေးမှာရက်ရင်မျက်လုံးအစုံပြူးထွက်မတက်ဖြစ်နေပြီအတွင်းရင်မှုတူးနာခင်ဗျားဒီကောင်ရဲ့လိန်ညာမှုကိုမယုံပါနဲ့သူကခုနတင်ကုမ္ပဏီရဲ့တန်းနဲ့တန်းတန်ဘရင်ကနန်းတွေကိုတေအောင်လုပ်ခဲ့တာကျွန်တော်သူ့ကိုတလောကလုံးမှာပိတ်ဆို့ထားပြီးပြီမန်နေဂျာကြောင့်တန်းနဲ့တန်းတန်အကျွေးကိုကျမရှင်းဝန်နဲ့မရှင်းရသေးဘူးနော်အခုကျမရဲ့တန်း10ချီတန်နဲ့အော်ရာကြီးကိုကဲဖို့ရန်ဆရာကြီးကိုဖိတ်ထားတာရှင်သာအချိန်ဆွဲဖို့ကြံရင်မနှက်ဖြန်အချုပ်ခန်းထဲမှာလက်ဖက်ရည်တော့တောက်ရမယ်လို့ကျမအာမခံတယ်ဖယ်ဆန်းကြောက်ချံကဒီပြင်းထန်တဲ့အရှိန်ဝါကြောင့်လန့်ပြီးနောက်ကို2လမ်းလောက်ဆုတ်သွားခဲ့ရတယ်မန်နေဂျာကြောင့်ရှင်ကကျမကုံတွေကိုအာမခံနိုင်တယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောခဲ့တယ်နော်ဒါပေမဲ့အခုစိတ်ကန်းထွက်ပေါက်ပင်မလန်းမှာရေက80စင်တီမီတာအထိကြီးနေပြီတာမန်အေးခန်းကားတွေကရေနက်ပိုင်းနဲ့ဝင်တာနဲ့အိတ်စောပိုက်ထဲရေဝင်ပြီးစက်တေမှာပဲရှင်ကျမကုံတွေကိုဘယ်လိုတည်ထုတ်ပေးမလဲကြောက်ချံကချွေးစေးတွေကိုတုပ်လိုက်တယ်အတွင်းရင်မှုတူးနာဒီလိုတဘာဝဘေးအနေရကိုတော့ဘယ်သူမှမတတ်နိုင်ဘူးလေဗျာကျွန်တော်စီစဉ်ကတော့အခုချက်ချင်းကုန်တွေကိုကားပေါ်တင်ပြီးရင်ဒီမြေမြင့်ဆုံးကုန်တင်စင်ပေါ်မှာပဲကားကိုဆက်နိုးထားပြီးအေးပေးဆက်နဲ့အောက်ဆီဂျင်ဆက်ကိုအဆက်မပြတ်ဖွင့်ထားမယ်လေ9နာရီလောက်ဆောင်လို့ရေကျသွားမှမောင်းထွက်ကြတာပေါ့အလကားစကားမနှက်ဖြန်10နှစ်ပြည့်ဂုံပြူညစာစားပွဲအတွက်ဒီပင်လယ်စာတွေကိုဒီညအရောက်ပို့ပြီးအပူထင်းကန်နဲ့ထည့်ရမှာကားထဲမှာ9နာရီပိတ်ထားရင်ရောက်တဲ့အခါအသားပုတ်တွေပဲဖြစ်ကုန်လိမ့်ပြောပြီးတာနဲ့တူနာကလှည့်ထွက်ပြီးကျွန်တော်ကိုခေါ်ကအမှတ်3ဂိုဒေါင်ထဲကိုခတ်သွက်သွက်ရှောက်ဝင်ခဲ့တယ်ဂိုဒေါင်ထဲမှာကြီးမားတဲ့အပူထင်းရေကန်အလုံးရာနဲ့ချီစီရီရှိနေပြီးအထဲမှာရှားပါပင်လယ်စာမျိုးစုံရှိနေပေမဲ့အောက်ဆီဂျင်ပေးဆက်တွေကတော့ရပ်တန့်နေပြီမိနစ်ပိုင်းကတင်စိတ်ကန်းတစ်ခုလုံးရဲ့လျှက်စစ်လိုင်းတွေမုန်တိုင်းကြောင့်ပြတ်တောက်သွားလို့ဂိုဒေါင်ထဲမှာလုံးဝမီးပြတ်သွားပြီအဆိုးဆုံးကတော့စိတ်ကန်းထွက်ပေါက်လမ်းမကြီးမှာရေက80စင်တီမီတာကျော်ကြီးနေပြီကြောက်ချံကတော့ဒီအချိန်မှာမျက်နှာပြောင်တိုက်ပြီးအနောက်ကနေလိုက်ဝင်လာတယ်အတွင်းရင်မှုတူးနာကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောပါရစေရေက80စင်တီမီတာရှိနေတာတာမန်အေးခန်းကဝင်သွားတာနဲ့လေစုပ်ပိုက်ထဲရေဝင်ပြီးအင်ဂျင်ချက်ချင်းပျက်စီးမှာပဲကားထဲကအေးပေးဆက်နဲ့အောက်ဆီဂျင်ဆက်တွေပါအကုန်ရက်သွားလိမ့်မယ်ဒီယန်ဖုံးဆိုတဲ့ကောင်ကအတုံးမကျတဲ့ကောင်ဖြစ်နေတာကိုထားပါဦးဒီနေ့နမင်းကြီးဆင်းလာရင်တောင်ဒီကုံတွေကိုတည်ထုတ်လို့မရဘူးတူနာရဲ့မျက်နှာကချက်ချင်းပဲအမှောင်ကျသွားတယ်ကြောက်ချံပြောတာကလက်ရှိအခြေအနေအမှန်တရားဆိုတာသူသိတယ်ဒီအချိန်မှာကျွန်တော်ငုံပြီးအပူထင်းကန်တဲ့လက်နက်ကရေပူချိန်ကိုစမ်းကြည့်လိုက်တယ်လက်ဆက်ဆက်တည်ယူပို့ဆောင်ရေးဟာအေးပေးဆက်နဲ့အောက်ဆီဂျင်ဆက်တွေပေါ်မှာပဲလုံးဝအမိပြုရမယ်လို့ဘသူပြောလဲကြောက်ချံကကျွန်တော်ကိုလူတယောက်လိုကြည့်ပြီးဟာတိုက်ရီမောတော့တယ်ရန်ဖုံးမင်းယူသွားပြီလားဆက်တွေမတုံးပဲအေးနဲ့အောက်ဆီဂျင်မပေးရင်မင်းပါစက်နဲ့မှုတ်ပြီးဒီတန်း30တန်းပင်လဲစာတွေကိုအေးပေးမှာလားကျွန်တော်ကြောက်ချံကိုလုံးဝဂယုမဆိုင်ပဲတူနာဘက်ကိုလှည့်ပြောလိုက်တယ်အခုချက်ချင်းလူလုတ်ပြီးနှိပ်ဆက်ထားတဲ့ရေခဲတုံး9တန်းပင်လယ်စာအကျန်းပိတာ900ပြီးတော့အထူးဆုံးဆောင်အိတ်ရ910နဲ့ပိုက်အချောင်း30ချောင်းသွားရှာခိုင်းမှာမိနစ်20အတွင်းကုန်တင်စင်စီအရောက်ပို့ရမယ်ကြောက်ချံကနှာခေါင်းရှုံပြီးလှောင်နေရန်ဖုံးမင်းခေါင်းနဲ့ရေဝင်သွားပြီလားဒီထဲမှာရှိတာကရွမ်တန်း30တန်းထိတ်တန်းပင်လယ်စာရှင်တွေဈေးထဲမှာရောင်းတဲ့ငါးတေတွေထင်နေလားရေခဲတုံးနဲ့စားကို300အောင်
မင်းလိုတောသားကအစင်းမြင့် electronic အပူချိန်ထိန်းစနစ်ဆိုတာဘာလဲသိလို့လားကွန်ပျူတာအောက်ဆီဂျင်ပေးစနစ်ဆိုတာကောမင်းသိလို့လားတာမန်အေးခန်းကားကရေထဲသွားရင်မိပြက်ဆက်တင်မှာပဲစားနဲ့ရေခဲတုံးပေါင်းစပ်မှုကရေခဲရဲ့အရည်ပျော်မှတ်ကိုချိုးဖျက်နိုင်တယ်